ထိုလူဟာသူ့ရဲ့ပစိန်ကိုဝှေ့ရန်လိုက်ရာတောင်ကိုနှစ်ချမ်းကွဲသွားပါတယ်ကြောက်တုံးကြီးများလိမ့်ကျလာသည်နှင့်အမျှတန်ချိန်100ရှိသောမွေတစ်ကောင်ဟာရုတ်တရက်ထွက်လာခဲ့ပါတယ်သို့သောထိုသူသည်ထိတ်လန့်တုန်လှုပ်ခြင်းမရှိပါဘူးသူသည်သူ၏ပစိန်ကိုဝှေ့ရန်ပြီးမွေ၏ဦးခေါင်းကိုဖျက်လိုက်ပါတယ်သို့သောနောက်တစ်စက္ကန့်တွင်မွေသည်နောက်ထပ်ခေါင်းနှလုံးပေါက်လာခဲ့ပါတယ်ထို့နောက်ထိုလူနှင့်မွေတို့လည်းလူးလွန်သွားကြပါတယ်မွေဟာ၎င်း၏အရွယ်အစားအားသာချက်ကိုအသုံးချပြီးထိုလူကိုလေထဲသို့မြှောက်တင်လိုက်တော့လေထိုလူသည်သူ၏လျင်မြန်မှုကိုအားကိုးကာသူ၏ခေါင်းနှလုံးကိုချက်ချင်းခုတ်လှဲပစ်လိုက်ပါတယ်မမျှော်လင့်မဲ့မွေသည်ပြန်လဲပြောင်းလဲသွားခဲ့ပါတယ်ထိတ်လန့်တုန်လှုပ်နေသောခဏသာအတွင်းထိုလူသည်မွေကြီးလိုက်မီရန်ကူထဲသို့ပြေးဝင်သွားသည်သူသည်ကျိုးကိုဝှေ့ရန်ပြီးမွေ၏ခေါင်းကိုဖျက်ကာကူထဲတင်ထာဝရချုပ်နှောင်လိုက်ပါတယ်သူချီနှောင်ထားသောအေယာမကြောက်မှန်သည်ဖြည်းဖြည်းချင်းပွင့်လာပြီးအထဲတွင်ရှေးဟောင်းယရနာတစ်တာတစ်လုံးကိုပေါ်လာစေပါတယ်တစ်တာသည်ထိုလူထံသို့ဖြည်းဖြည်းချင်းပြန်တန်းသွားပြီးထိုလူသည်စူးစမ်းလူစိတ်နှင့်ကြည့်နေပါတယ်သူသည်သူ၏အုတ်ထုပ်ကိုအထဲတွင်မတော်တဆပြုတ်ကျသွားတော့လေနောက်တစ်စက္ကန့်တွင်တစ်တာသည်အုတ်ထုပ်အသစ်နှလုံးကိုပြန်လည်ထုတ်ပေးလိုက်ပါတယ်ထိုသူသည်ချက်ချင်းတဘောပေါက်သွားသည်ယရနာတစ်တာ၏ထူးခြားသောတဘာဝကိုရှာဖွေတွေ့ရှိပြီးနောက်သူ၏စုပ်ပြဲနေသောခြိသားကုတ်အင်ကြီးကိုချွတ်ပြီးအထဲသို့အမြန်ပစ်ထည့်လိုက်ပါတယ်တေချာသည်မှာယရနာတစ်တာသည်သူ၏မျောလင်းချက်များကိုတဖန်တုံ့ပြန်ပြီးဝှစ်စုံအသစ်နှစ်စုံကိုထုတ်ပေးခဲ့ပါတယ်ထိုသူသည်ယရနာတစ်တာကိုရရှိတော်လေသူ၏မူလရွယ်ချက်ကိုမမေ့ပါဘူးရှောင်းရမ်းဆုံးရှုံးသွားသောကြောင့်နှလုံးကြေကွဲပြီးငိုနေသောအဖိုးကြီးကိုမြင်သောအခါထိုသူသည်ရှောင်းရမ်းကိုတွန့်ဆုတ်ခြင်းမရှိဘဲယရနာတစ်တာထဲသို့ချက်ချင်းထည့်လိုက်ကရှောင်းရမ်းရာပေါင်းများစွာကိုဖန်တီးပေးခဲ့ပါတယ်ထို့ပြင်သူသည်အဖိုးကြီးကိုစောင်းရသည်ကိုကြော်ဖြတ်နိုင်ရန်ခြိသားကုတ်အင်ကြီးနှင့်အုတ်ထုပ်ကိုလည်းပေးခဲ့ပါတယ်ထိုသူသည်အိမ်ပြန်ရောက်သောအခါရွာသားများကိုဆင်းရဲမွေးသိမ်မှုမှလွတ်မြောက်စေပြီးချမ်းသာကြွယ်ဝမှုစီတို့ခေါ်ဆောင်သွားရုံသာမကသူ၏ယရနာတစ်တာကိုအသုံးပြု၍လူတိုင်းပုံမကောင်းမွန်သောဘဝတွင်နေထိုင်နိုင်ရန်တော်မြင့်ရာပေါင်းများစွာကိုလည်းဖန်တီးပေးခဲ့ပါတယ်သို့သောယရနာတစ်တာပိုင်ဆိုင်မှုသတင်းသည်အင်ရှင်၏နားသို့လျင်မြန်စွာရောက်ရှိသွားခဲ့ပါတယ်ယရနာတစ်တာသူ့အတွက်တင်းပိုင်ရန်အတွက်လောဘကြီးသောအင်ရှင်သည်အသက်50ကျော်အဖိုးကြီးတူအဖြစ်ဟန်ဆောင်ကထိုသူသည်အိမ်ပြန်သွားမိလမ်းပေါ်တွင်နာကျင်စွာညှိသွားနေခဲ့ပါတယ်သူသည်အမဲလိုက်ရာမှပြန်လာသည်ကိုစောင့်ဆိုင်နေပြီးအင်ရှင်ကကျင်နာစွာဖြတ်သွားပြီးအင်ရှင်ကိုကုသရန်အိမ်သို့ခေါ်ဆောင်သွားမည်ဟုမျှော်လင့်နေသည်တစ်ချိန်တည်းမှာပင်အင်ရှင်သည်ထိုသူမရှိချိန်တွင်အိမ်တအိမ်ထဲသို့ခိုးဝင်ကယရနာတစ်တာတစ်လုံးကိုခိုးယူခဲ့ပါတယ်ထိုသူသည်ခိုးယူမှုကိုသိရှိသွားတော့ကအင်ရှင်ကိုချက်ချင်းတရားစွဲဆိုခဲ့ပါတယ်သို့တော့အင်ရှင်လည်းအခြေအနေများကိုပြောင်းလဲစေခဲ့ပြီးအမှန်တရားကိုလိမ်လည်ခဲ့တယ်ထိုသူသည်တရားရုံးတွင်လက်ထိတ်ခတ်ခံရရုံသာမကမှားယွင်းသောဆွဆွဲချက်ဖြင့်နေဆက်သို့ပြည်နေတံပေးခံခဲ့ရပါတယ်လိမ္မာပန်းတဲ့သောအင်ရှင်သည်တရားသူကြီးကိုလက်ထိုးပြီးဖြစ်ကြောင်းပေါ်လွင်လာခဲ့တယ်ရုံးရင်ဆန်ကဖြစ်နေစဉ်ဇနီးတဲ့သည်ယရနာတစ်တာတဲ့သို့မတော်တဆပြုတ်ကျသွားပြီးအင်ရှင်နှဦးအဖြစ်ပြောင်းလဲသွားခဲ့ပါတယ်ကြောက်လန့်တကြားဖြင့်သူမသည်နောက်ဆုတ်သွားပြီးတစ်တာလည်းပြုတ်ကျကဇုံသွဲတူဖြစ်ပေါ်လာခဲ့ပါတယ်ယခုအခါ၎င်းတို့၏ကြွယ်ဝချမ်းသာမှုသည်ပို၍ပင်မလုံလောက်တော့ပေဤအချိန်တွင်ပြည်နေတံပေးခံရသူသည်ဝမ်ဘလီအုတ်တုပ်၏တိုက်ခိုက်ခြင်းကိုခံရသည်ကောင်းကောင်းထောက်မှသာဖြင့်သူသည်သူ၏ချီနှောင်မှုများမှလွတ်မြောက်ရန်ရုန်းကန်ခဲ့ပြီးသူ၏ပလွေကိုတီးခတ်ကာမီဖီနင်းငတ်ကင်းသမားတူကိုဆင့်ခေါ်ခဲ့သည်ခွဲခွာခြင်းမပြုတ်မီမီဖီနင်းငတ်သည်သူ၏ဂါရာသုံးပုတ်တင်ကြားပေးခဲ့သည်ထို့နောက်သူသည်သူ၏လူများကိုအင်ရှင်နှင့်စင်းရှင်းရန်ဥဆောင်ခဲ့သည်ကလကာကိုဖွင့်လိုက်တဲ့အခါမှာသူမြင်လိုက်ရတဲ့အကြောင်းအကြောင်းအံ့အားသင်းသွားခဲ့ပါတယ်ဒါပေမဲ့အဲ့ဒီလူကခဏလေးတောင်တွန့်ဆုတ်မနေပဲချက်ချင်းပဲဂါရာတွေကိုရွတ်ဆိုလိုက်တယ်ပထမဂါရာကလောဘကြီးတဲ့သူကိုသူ့ရဲ့မူလအခြေအနေအတိုင်းပြန်ဖြစ်စေတယ်ဒုတိယဂါရာကအင်ရှင်နဲ့တခြားလူတွေအားလုံးကိုဘဏ္ဍာတိုက်ထဲဆွဲခေါ်သွားခဲ့ပါတယ်